ဒီဆရာကြီးတွေရဲ့လေ့ကျင့်ခန်းတွေဟာအရန်ကိုပြင်းထန်လုံးလို့ဘယ်သူမှအလွယ်တကူမပြီးမြောက်နိုင်ကြပါဘူးပထမတစ်ပြီးဟာသူ့ရဲ့ခန္ဓာကိုယ်ကိုတန်မာအောင်လုပ်ရပါတယ်သူ့ကိုဝါးပင်တွေကိုချိုးဖျက်ရတဲ့အလုပ်ပေးထားပါတယ်သူဟာအားကုန်သုံးပြီးစ조사ပေမဲ့ဝါးပင်ဟာကျိုးမသွားဘဲလွတ်ထွက်ပြီးအဝေးကိုလွင့်စင်သွားပါတယ်တကင်းခွန်အားဟာလက်ထဲမှာမဟုတ်ဘဲခြေထောက်တွေထဲမှာရှိတာလို့ဆရာကြီးကရှင်းပြခဲ့ပါတယ်သူဟာဝါးပင်ကိုခြေထောက်နဲ့ချောင်းကြားမှာညက်ခါကိုလှည့်ပြီးတစ်ချက်တည်းနဲ့ချိုးပြလိုက်ပါတယ်တပည့်ဖြစ်သူဟာ3 လတိုင်လေ့ကျင့်ခဲ့ပါတယ်သူ့ခြေထောက်တွေမှာသွေးတွေချင်းချင်းနေပေမဲ့သူဟာအရှုံးမပေးခဲ့ပါဘူးနောက်ဆုံးမှာတော့သူဟာဝါးပင်3 ပင်ကိုတပြိုင်တည်းချိုးနိုင်လာပါတယ်ဒုတိယပြီးကိုတော့လေးလံနဲ့ကြောက်တုံးကြီးတွေကိုမရတဲ့လေ့ကျင့်ခန်းပေးထားပါတယ်သူဟာစိတ်အားထက်သန်စွာနဲ့မနာတမ်းလှုပ်ဆောင်နေခဲ့ပါတယ်ဒါပေမဲ့တနေ့မှာတော့သူကြောက်တုံးမနေတော့ဆရာကြီးကပူနေတဲ့ဆေးတံနဲ့သူ့ခါကိုရိုက်လိုက်ပါတယ်သူ့အရေးပြားဟာလောင်သွားခဲ့ပါတယ်သူဟာဒေါသတကြီးနဲ့ဆရာကြီးကိုပြန်ခုခံဖို့လက်ရွယ်လိုက်ပါတယ်ဒါပေမဲ့ဆရာကြီးကရေမောပြီးတကင်းခွန်အားဟာဒေါသကနေလာတာလို့ပြောခဲ့ပါတယ်အဲ့ဒီနေ့မှာပဲတပည့်ဖြစ်သူဟာသူ့ရဲ့ဒေါသကိုခွန်အားဖြစ်ပြောင်းလဲပြီးကြောက်တုံးကြီးကိုလက်နဲ့တင်ရိုက်ခွဲလိုက်ပါတယ်တတိယပြီးကိုတော့တန်လဝါပညာကိုတင် जा ပေးနေပါတယ်ဆရာကြီးကပူနေတဲ့ဒေအိုးတွေကအဆေးတွေကိုလက်ပလာနဲ့လော့ခိုင်းပါတယ်သူ့လက်တွေဟာလောင်ကျွမ်းပြီးအရန်ရရန်လာပါတယ်ဘာလို့လဲဆိုတော့အဆေးတွေထဲမှာဆေးတွေရောထားလို့ပါသူဟာမတက်တာပဲလက်တွေကိုမနာတမ်းလှုပ်ရှားနေခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့လက်ကင်မပါတဲ့လေးလံနဲ့ကြောက်ကြိတ်စုံကြီးကိုလှည့်ခိုင်းပါတယ်3 လကြာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေပြီးနောက်သူ့လက်တွေဟာအရန်တမာလာပြီးမိတဲ့ကအဆေးတွေကိုမလောင်ဘဲနိုင်တယ်လို့တန်ကိုလည်းဖျက်နိုင်သွားပါတယ်စတုတ်ထပ်ပြီးကတော့အခက်ခဲဆုံးအခြေအနေနဲ့ရင်ဆိုင်ရပါတယ်သူဟာလေပေါ်မှာပြင်တန်းနိုင်အောင်တင်ယူရမှာပါညစ်ပတ်တဲ့အညစ်အကြေးတွေနဲ့ပြည်နေတဲ့နှက်ဆိုင်တဲ့ကျင်းတွေကိုခုံစင်းဖို့ဆရာကြီးကခိုင်းပါတယ်သူပြန်တက်ဖို့စ조사တိုင်းဆရာကြီးကသူ့ကိုအောက်ပြန်နှုံးချပါတယ်ဆရာကြီးကသူ့ကိုဘားထောက်ပတ်မှမပါပဲအပေါ်ကိုခုံတက်စေချင်တာပါအညစ်အကြေးတွေရဲ့နှမွမ်းမာကိုကြောက်တဲ့စိတ်ကြောင့်သူဟာအားရှိသမျှသုံးပြီးကျင်းထဲကနေအပေါ်ကိုတိတ်တိတ်ကြီးခုံတက်နိုင်ခဲ့ပါတယ်အခုဆိုရင်သူဟာရေပေါ်မှာပြေးနိုင်ပြီးလေပေါ်မှာလည်းပြန်ဝဲနိုင်နေပါပြီနောက်ဆုံးမှာတော့တပိ4 ယောက်စလုံးဟာဒီအနေများတဲ့